ဒီကနေ့မေလ1ရက်နေ့ကနေစပြီးတော့ကမ္ဘာရေနံဈေးကွက်ကြီးတစ်ခုလုံးပြောင်းလဲသွားတော့မယ်ဆိုရင်မိတ်ဆွေယုံနိုင်လားတစ်ဖက်မှာအမေရိကန်နဲ့အီရန်တို့ရဲ့ရေကြောင်းပိတ်ဆို့မှုတွေကြောင့်ဟော်မုဇ်ရေလက်ကြားမှာတင်းမာမှုတွေအမြင့်ဆုံးရောက်နေချိန်မှာပဲအခြားတစ်ဖက်မှာတော့ UAE နိုင်ငံဟာ OPEC အဖွဲ့ကြီးကနေတရားဝင်နှုတ်ထွက်လိုက်ပါတယ်ဒါဟာနှစ်ပေါင်း60နီးပါးလောက်လက်တွဲခဲ့တဲ့အဖွဲ့ကြီးကိုကြောခိုင်းပြီး UAE ကဘာကြောင့်တကူတော့လမ်းခွဲထွက်သွားတာလဲအမေရိကန်နဲ့အီရန်ကြားကအခြေအနေတွေကရောဒီဆုံးဖြတ်ချက်အပေါ်ဘယ်လိုတွန်းအားပေးခဲ့တာလဲဒီနေ့ဗီဒီယိုမှာတော့အရှေ့အလယ်ပိုင်းရဲ့အခင်းကျင်းစစ်ကိုကျွန်တော်တို့အတူတူလေ့လာကြည့်အောင်အခု UAE ရဲ့ဆုံးဖြတ်ချက်ကိုနားလည်ဖို့ဆိုရင်လက်ရှိအရှေ့အလယ်ပိုင်းမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုအရင်ဆုံးခြုံငုံကြည့်ဖို့လိုပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းကစတင်ခဲ့တဲ့အမေရိကန်နဲ့အီရန်တို့ရဲ့စစ်ပွဲအခြေအနေတွေဟာအခု AP လကုန်ပိုင်းမှာတော့ထိပ်တိုက်ရင်ဆိုင်မှုတွေကနေပြီးအပြစ်ကတ်ရက်စက်ရေးအဆင့်ကိုရောက်ရှိနေပြီလို့ဆိုရမယ်။ဒါမဲ့တကယ်အမြင်ပြင်အခြေအနေမှာတော့အေဂျင့်သွားပြီလားဆိုတော့မဟုတ်ပါဘူး။အခုအချိန်မှာလက်နက်တွေအစားစီးပွားရေးနဲ့ရေကြောင်းပိတ်ဆို့မှုဆိုတဲ့နည်းလမ်းတွေကိုပြောင်းသုံးလာကြတယ်။အမေရိကန်ကအီရန်စိတ်ကမ်းတွေကိုပိတ်ဆို့ထားသလိုပဲအီရန်ကလည်းဟော်မုဇ်ရေလက်ကြားမှာသွားလာနေတဲ့ကုန်သွယ်ရေးသင်္ဘောတွေကိုတင်းကျပ်မှုတွေလုပ်လာပါတယ်။ဒီလိုနှစ်ဖက်ပိတ်ဆို့မှုတွေကြောင့်ပဲကမ္ဘာကုန်သွယ်ရေးလမ်းကြောင်းတွေပြောင်းလဲကုန်ပြီးတော့တင်မောပိုက်စင်တွေရောရေနံကုမ္ပဏီတွေအတွက်ပါအခြေရောငွေကြေးပါအများကြီးနစ်နာနေရပါတယ်။အီရန်ရဲ့ငွေကြေးတန်ဖိုးကလည်းစံချိန်တင်ထိုးကျနေပါတယ်။ပြည်သူတွေကလည်းငတ်မော့ခေါ်ပါနေကြပါပြီ။ရဲရဲရေးဆွေးနွေးမှုတွေကလည်းစိတ်ဆက်မတိုးနိုင်ပဲရပ်တန့်နေပါတယ်။အီရန်ပြည်တွင်းမှာတော်တော်လေးအကျပ်တဲဆိုင်နေပါတယ်။အမေရိကန်လေယာဉ်တင်မောကြီး USS Gerald R. Ford နေရပြန်ဖို့ပြင်ဆင်နေပေမဲ့စစ်ပွဲကအချိန်မရွေးထားဖြစ်နိုင်တဲ့အခြေအနေမှာရှိနေသေးတယ်။အီရန်ရဲ့နျူကလ িয়ার ယူရေနီယံတန့်စင်မှုလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးအမေရိကန်ကစီးပွားရေးအရအကြီးအကျယ်ပိတ်ဆို့တန်ခတ်ထားတယ်။စစ်ရေးအရလည်းနျူကလ িয়ার လက်နက်ပိုင်ဆိုင်လာခြင်းမရှိဖို့အနီးကပ်စောင့်ကြည့်မှုတွေပြုလုပ်လျက်ရှိတယ်။အမေရိကန်ရဲ့အဓိကမဟာမိတ်ဖြစ်တဲ့အစ္စရေးနဲ့အီရန်ကြောထောင်းနောက်ခံပေးထားတဲ့ Hamas Hezbollah အဖွဲ့တွေကြားမှာစစ်ရေးပဋိပက္ခတွေကလည်းအမေရိကန်နဲ့အီရန်ကြားတင်းမာမှုကိုပိုပြီးမြင့်တက်စေတဲ့အဓိကအကြောင်းရင်းဖြစ်ဆက်လက်တည်ရှိနေတယ်။ဒီလိုမတည်ငြိမ်မှုတွေစီးပွားရေးအရအကျပ်ရိုက်မှုတွေကြားထဲမှာကိုယ်နိုင်ငံရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အစိအလယ်ပိုင်းနိုင်ငံတွေကမဟာဗျူဟာအသစ်တွေကိုစဉ်းစားလာကြတယ်။ဒီထဲမှာအမြန်ဆုံးနဲ့အပြတ်သားဆုံးဆုံးဖြတ်ချက်ချလိုက်တာကတော့ UAE နိုင်ငံပါဒီဗီဒီယိုရဲ့အဓိကအချက်ကိုရောက်လာပါပြီ2026ခုနှစ်မေလ1ရက်နေ့ဒီနေ့ဟာကမ္ဘာစွမ်းအင်သမိုင်းမှာအချိုးအကွေ့တစ်ခုဖြစ်လာပါလိမ့်မယ်အာရပ်စော်ဘွားများပြည်တော်စု UAE ဟာရေနံတင်ပို့တဲ့နိုင်ငံများအဖွဲ့ OPEC ကနေတရားဝင်နှုတ်ထွက်တော့မှာပါဘာကြောင့်များဒီလောက်ကြီးမားတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ရတာလဲအဲ့ဒါကတော့အကြောင်းရင်း၃ချက်ရှိပါတယ်ပထမအချက်အနေနဲ့ကတော့ရေနံထုတ်လုပ်မှုကန့်သတ်ချက်ပါပဲOPEC အဖွဲ့ဝင်ဖြစ်နေသေးတော့နိုင်ငံတိုင်းဟာသတ်မှတ်ထားတဲ့ခွဲတမ်းအတိုင်းပဲရေနံထုတ်လုပ်ရပါတယ်။ UAE ကတနေ့ကိုရေနံစီပိုင်း 4.15 သန်းလောက်အထိထုတ်လုပ်နိုင်စွမ်းရှိတယ်။ဒါပေမဲ့ OPEC ရဲ့စီးမြင့်တွေကအဲ့လောက်ထုတ်ခွင့်မပေးပါဘူး။ 3.2 တန်းလောက်ပဲထုတ်လုပ်ခွင့်ရနေပါတယ်။ကိုထုတ်နိုင်တယ်လို့မထုတ်ရတဲ့အတွက်ဒေါ်လာဘီလီယံနဲ့ချီပြီးတော့နစ်နာနေတယ်။ UAE ကဒါကိုဆက်ပြီးသီးမခံနိုင်တော့ဘူး။ဒုတိယအချက်ကတော့ Saudi Arabia နဲ့သဘောထားကွဲလွဲလာခြင်းပါ Saudi ကရေနံဈေးကွက်ကိုထိန်းချုပ်ဖို့ရေနံအထွက်နှုန်းကိုစော့ချခြင်းပေမဲ့ UAE ကတော့အများကြီးထုတ်ပြီးအများကြီးရောင်းချခြင်းနေပါတယ်ဒီမူဝါဒရေးရအားပြိုင်မှုတွေကနှစ်တော်ကြာကတည်းကရှိနေခဲ့တာအခုတော့လမ်းခွဲတဲ့အထိဖြစ်လာခဲ့တာပါဒါပေမဲ့အရေးကြီးဆုံးနဲ့တတိယမြောက်အချက်ကတော့ UAE ရဲ့အနာဂတ်စီးပွားရေးမဟာဗျူဟာအသစ်ကြောက်ပါပဲကမ္ဘာကြီးကရုပ်ကျွင်းလောက်သာခေတ်ကနေပြန်လဲပြည့်ဖြိုမြဲစွမ်းအင်တွေနောက်ပြီးတော့ AI ခေတ်တွေကိုအရှိန်ဟုန်နဲ့ကူးပြောင်းနေပါတယ်အစစ်အလဲပိုင်းကအာရပ်စော်ဘွားများပြည်တော်စု UAE ကဒီအပြောင်းလဲကိုကြိုမြင်နေတယ်ဒါကြောင့်ကမ္ဘာပေါ်မှာရေနံဝယ်လိုအားတွေမကျဆင်းခင်မှာဒီအချိန်လေးအတွင်းမှာသူတို့စီမှာရှိနေတဲ့ရေနံတွေကိုအကုန်ထုတ်မယ်ပြီးရင်အမြန်ရောက်ပြီးတော့ရလာတဲ့ပစ္စံငွေကြေးတွေကို AI နည်းပညာတွေခင်မိအခြေခံအဆောက်အအုံတွေနဲ့
ခရီးသွားလုပ်ငန်းတွေမှာပြောင်းလဲရင်းနှီးမြှုပ်နှံဖို့ဆုံးဖြတ်လိုက်ပါတယ်တနည်းအားဖြင့်ပြောရရင်ရေနံခင့်လွန်အနာဂတ်အတွက်အခုကတည်းကကြိုတင်ပြင်ဆင်လိုက်တာမျိုးပါဒီနေရာမှာအစပိုင်းကပြောခဲ့တဲ့အမေရိကန်အီရန်အရေးခင်းတဲ့ UAE ရဲ့ဆုံးဖြတ်ချက်ဘယ်လိုဆက်ဆက်နေလဲဆိုတာကိုကြည့်ရအောင်ပါဟော်မုစ်ရေလက်ကြားကိုအီရန်ကထိန်းချုပ်ဖို့ကြိုးစားနေတာအမေရိကန်ရဲ့ပိတ်ဆို့မှုတွေရှိနေတာဟာပင်လယ်ကွေ့နိုင်ငံတွေအတွက်တော့နေ့စဉ်နဲ့အမျှချိန်ချောက်မှုတစ်ခုလိုဖြစ်နေပါတယ်ဘယ်အချိန်မှာကိုယ့်ရဲ့ရေနံတင်သင်္ဘောတွေပိတ်မိသွားမလဲဆိုတဲ့စိုးရိမ်စိတ်တွေအများရှိနေပါတယ်ဒီလိုနိုင်ငံရေးအရာပထဝီနိုင်ငံရေးအရာမတည်ငြိမ်မှုတွေများလာလေ UAE အနေနဲ့သူများပေါ်မှီခိုနေရတဲ့အဖွဲ့အစည်းမျိုးဥပမာအနေနဲ့ပြောရရင် OPEC လိုအဖွဲ့အစည်းမျိုးထဲမှာနေမဲ့အစားကိုယ်ကံကြမ္မာကိုဖန်တီးခွင့်ရှိတဲ့လွတ်လပ်တဲ့လမ်းကြောင်းကိုရွေးချယ်ဖို့တွန်းအားပေးခံရလေဖြစ်လာပါတယ် UAE ရဲ့ဒီထွက်ခွာမှုဟာ OPEC အဖွဲ့အစည်းအတွက်တော့ကြီးမားတဲ့ထိုးနှက်ချက်ပါပဲအဖွဲ့ကြီးရဲ့ဩဇာလွှမ်းမိုးမှုကျဆင်းသွားနိုင်တယ်တခြားအဖွဲ့ဝင်နိုင်ငံတွေကလည်း UAE လိုမျိုးကိုယ်လန်ကိုစောက်ဖို့စဉ်းစားလာနိုင်တယ်နိုင်ငံတကာစွမ်းရည်ဈေးကွက်မှာလည်းမကြခင်မှာ UAE စီကရေနံတွေအလုံးရင်းနဲ့ဝင်လာတော့မှဖြစ်လို့ရေနံဈေးနှုန်းတွေအပြောင်းလဲကြီးမားဖြစ်လာနိုင်တယ်ပင်လယ်ကွေ့ဒေသရဲ့အခင်းကျင်းဟာအခုဆိုရင်လောဘကိုပြောင်းလဲသွားပါပြီအရင်တော့ဆိုအာရပ်နိုင်ငံတွေကအရန်ကိုစီးလုံးညီညွတ်တယ်တနိုင်ငံကိုထိရင်တနိုင်ငံကလက်ပိုက်ကြည့်မနေဘူးအဲ့လောက်ထိစီးလုံးညီညွတ်တဲ့နိုင်ငံတွေကအခုဆိုရင်ဒေါ်သားတွေကွဲလွဲလာကြတယ်ဟိုးရင်အလိုမျိုးစီးလုံးညီညွတ်တဲ့အာရပ်ကဘာဆိုတာထက်နိုင်ငံတစ်ခုချင်းစီကကိုယ့်ရဲ့ရှင်သန်ရေးတိုးတက်ရေးအတွက်အကျိုးတူရာပူးပေါင်းမဲ့ပထဝီစီးပွားရေးခေတ်ကိုရောက်ရှိလာတဲ့အနေအထားပါအမေရိကန်နဲ့အီရန်ရဲ့မပြီးဆုံးနိုင်သေးတဲ့စစ်ပွဲရဲ့နောက်ပြီးတော့ဒီကနေ့မှာစတင်မဲ့ UAE ရဲ့ OPEC ကနေနှုတ်ထွက်မှုရဲ့ဟာကမ္ဘာစီးပွားရေးကိုဘလောက်အထိရိုက်ခတ်သွားမလဲဆိုတာကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်ရအောင်ပါမြန်မာနိုင်ငံဆက်သုံးစီဈေးကွက်အပေါ်မှာရောဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်မလဲဆိုတာစဉ်းစားစရာပါပဲတစ်ဖက်မှာလည်းအီရန်နဲ့အမေရိကန်နဲ့စစ်ပွဲကြောင့်ဟော်မုစီလက်ကြားပိတ်ထားတယ်နောက်တစ်ဖက်မှာက UAE နိုင်ငံကလည်း OPEC အဖွဲ့ကနေနှုတ်ထွက်တော့မယ်ဆိုတော့စစ်စားမဲ့ကမ္ဘာနိုင်ငံရေးအခင်းအကျင်းတွေကစဉ်းစားစရာပါဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့အမြင်တွေကိုလည်းအောက်ကကွန်မန့်မှာဆွေးနွေးသွားပြကြပါဦးဒီလိုမျိုးနိုင်ငံတကာရေးရာတွေစီးပွားရေးနဲ့နည်းပညာဆိုင်ရာအပြောင်းအလဲတွေကိုအမြဲမပြတ်သိရှိနိုင်ဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မေ့ပါနဲ့ခင်ဗျာအစိုးရကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်